ရန်ကုန်မြို့မြောက်တကုံမြို့နယ်မှာတားဖြစ်သူရဲ့ကြောင်းသုံးပစ္စည်းတွေဝယ်ပေးဖို့ညစ်နက်တကောင်ပလုံထွက်ကောက်တဲ့မိခင်တဦးကားတိုက်ခံရပြီးတေဆုံးသွားတဲ့ဝမ်းနည်းစရာဖြစ်ရတဲ့ကူဖြစ်ပွားခဲ့ပါတယ်။ကျောင်းစားဖွင့်တဲ့နေ့မှာမိခင်ဖြစ်သူရဲ့နာရီကိုကျင်းပခဲ့တဲ့၈နှစ်အရွယ်တားငယ်လေးရဲ့အဖြစ်ဟာလူမှုကွန်ရက်ပေါ်မှာလူအများရဲ့စိတ်မကောင်းခြင်းများစွာဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဖြစ်စဉ်အသေးစိတ်ကိုအခုပဲတင်ဆက်ပေးလိုက်ပါတယ်။မင်္ဂလာပါခင်ဗျာရွှေပြည်နည်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မေလ30ရက်နေ့မနက်အစောပိုင်းကမြောက်တကုံမြို့နယ်ဦးဝိစာရလမ်းမပေါ်မှာနွမ်းပါတဲ့တားအမိ2ဦးရဲ့ဘဝကိုအမောင်ချသွားခဲ့တဲ့ရင်တိုင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။တားလေးကြောင်းတက်ဖို့အတွက်ရုန်းကန်နေရတဲ့မိခင်တဦးဟာရင်တိုင်းမှုကြောင့်အသက်ဆုံးရှုံးခဲ့ရပြီးရင်မောင်းကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မေလ30ရက်နေ့ည12နာရီဝန်းကျင်မှာမိခင်ဖြစ်သူဟာ၈နှစ်အရွယ်တားလေးကြောင်းတက်ရင်လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ပေးနိုင်ဖို့အတွက်ညနေတကောင်မှာပလုံထွက်ကောက်ခဲ့ပါတယ်။အဲ့ဒီလိုကောက်ပြီးလက်သွန်းလဲနဲ့အိမ်ကိုအပြန်ဦးဝိစာရလမ်းပေါ်မှာကားတစ်စီးကအရှိန်နဲ့ဝင်တိုက်သွားခဲ့တာပါ။မိခင်ဖြစ်သူဟာဆေးရုံပို့တဲ့လမ်းမှာတင်ကွယ်လွန်သွားခဲ့ပြီးမျက်စိရှေ့တင်မိခင်ဖြစ်သူအတိုက်ခံရတာကိုမြင်လိုက်ရတဲ့တားငယ်လေးဟာလည်းဒဏ်ရာတွေရရှိကထိတ်လန့်ကြောက်ရွံ့နေခဲ့ပါတယ်။အဆိုးဆုံးနဲ့ရင်အနာရဆုံးအချက်ကတော့ဇွန်လ2ရက်နေ့ကျောင်းတွေစဖွင့်တဲ့နေ့မှာတခြားကလေးတွေကျောင်းသွားနေကြချိန်မှာတားငယ်လေးဟာသူ့အတွက်အသက်ပေးသွားတဲ့မိခင်ရဲ့နာရေးကိုပြုလုပ်ခဲ့ရတာပါပဲဒီသားလေးဟာမြစ်တာတင်ကာဟာအတင်းကနေတပတ်ကို3ရက်စာတင်ပေးနေတဲ့ပလုံကောက်ကလေးငယ်တွေတဲကတဦးလည်းဖြစ်ပါတယ်သူ့ရဲ့ကျောင်းစတက်ရက်ဟာမိခင်ရဲ့နာရေးရဲ့ဖြစ်နေခဲ့တာဟာတကယ့်ကိုရင်နှင့်စရာကောင်းလာပါတယ်ဒီဖြစ်စဉ်မှာနောက်ထပ်စိတ်မကောင်းစရာတစ်ခုကတော့တေဆုံးသူဟာနွမ်းပါပြီးစာရွက်စာတမ်းမစုံလင်တာကြောင့်ရုပ်အလောင်းကိုတကြိုဖို့အတွက်အခက်အခဲတွေအများကြီးကြုံခဲ့ရတာပါပဲလူမှုကူညီရေးအတင်းတွေရဲ့အဆိုအရစေးရုံရင်ခွဲရုံမှာရုပ်အလောင်းထုတ်ဖို့အတွက်ဌာနဆိုင်ရာတွေရဲ့ထောက်ခံစာအဆင့်ဆင့်ကိုယူခဲ့ရတယ်လို့ဘော်ဒီပွဲစားတွေရဲ့ငွေညှစ်မှုတွေကိုလည်းကြုံခဲ့ရတယ်လို့သိရပါတယ်စာရွက်စာတမ်းကိစ္စတွေကြောင့်နာရေးကို3ရက်လောက်အထိကြန့်ကြာပြီးမှတကြိုခဲ့ရတာဖြစ်ပါတယ်နွမ်းပါတဲ့မိသားစုအတွက်ဥပဒေနဲ့လုံထုံးလုံနည်းတွေဟာအခုလိုအခက်အခဲဖြစ်နေချိန်မှာပို့ပြီးဝင်ထုတ်ဝင်ဖို့ဖြစ်စေခဲ့တာဟာတကယ့်ကိုစဉ်းစားစရာပါပဲအခုလိုမျိုးထူးခြားတဲ့သတင်းထူးသတင်းဦးတွေကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေပြည် News ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဘေးကင်းကြပါစေ